မင်္ဂလာပါဒီနေ့တော့ကျွန်တော်ဗာလေးပြောမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနောက်ပိုင်းပေါ့နော်ထီလုံးတွေမှာ forget tag လေးတွေလုပ်တယ်ပေါ့နော်အဲ့လို forget tag လေးတွေကျွန်တော်လုပ်ကြည့်မယ်ပထမဆုံးကတော့ကိုပိုင်ကို forget ကိုအခုလိုပဲကျွန်တော် record လုပ်ပြီးတော့ဆွဲထည့်လိုက်တဲ့ပြီးသွားတာပဲပေါ့နော်အဲ့လိုမှမဟုတ်ချင်ဘူးဆိုရင်တော့ FM မှာကျွန်တော်ကနော်record လုပ်เสียမလို့ပဲね forget tag လေးလုပ်လို့ရတဲ့ဟာလေးကိုကျွန်တော်ပြောချင်တယ်အဲ့တော့အရင်ဆုံးအဲ့ထဲကနေပြီးတော့ speech ဆိုတာလေးရှိတယ် speech လေးကိုကျွန်တော်နှိပ်လိုက်မယ် speech မှာအမှကို tag လုပ်ချင်တဲ့နာမည်တစ်ခုခုပေါ့နော်ဥပမာကျွန်တော်ကတော့ SUBSCRIBE subscribe me လို့ပဲကျွန်တော်ရေးပေးလိုက်မယ်เนาะ subscribe me ဆိုဖွင့်ကြည့်မယ်ဆိုရင် subscribe me เนาะ subscribe me ဖြစ်သွားတယ်တကယ်လို့မှကိုယ့်ဘန်ကိုတခြားလုပ်ချင် personality မှာရွေးလို့ရတယ်မေးတယ်လားเนาะ male လား female လား large male လားအစရှိတဲ့ကိုယ်ကြိုက်တဲ့ဟာကိုကျွန်တော်ရွေးလို့ရမယ်เนาะဒီမှာ style ရှိမယ် style မှာเนาะမိုးလုံး subscribe me subscribe me နော်ကိုထားခြင်းထားလို့ရမယ်ပြီးရင် mode မှာလည်း normal လား break လား whisper လား subscribe me နောက်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ tempo တွေပါချိန်လို့ရမယ် subscribe me subscribe me နော်လုပ်ချင်တာလုပ်လို့ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာနော် subscribe me subscribe me subscribe နောက်စီကိုကျွန်တော်ပြောင်းလို့ရမယ် okay ကြိုက်သွားပြီဆိုရင်ကျွန်တော် accept လုပ်လိုက်မယ် accept လုပ်ရင်ဒီနာမည်လေးတစ်ခုပေါ့နော်ကိုယ့်ဘန်ကိုပေးလိုက်ပါတော့ကျွန်တော်တို့ဒီမှာဒီတိုင်းပဲထားလိုက်တော့မယ်နော်ထားပြီးသွားရင် okay နှိပ်လိုက်တယ် okay နှိပ်ပြီးသွားရင်အဲ့ကောင်ကဘယ်ရောက်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့နော်ဘေးကဒီ browser ထဲမှာရှိမှာပေါ့နော် browser ထဲကနေပြီးတော့ဘယ်သွားမလဲဆိုရင်ကျွန်တော် speech ဆိုတာလေးရှိတယ် speech ထဲမှာကျွန်တော်ရှာကြည့်မယ်ဒီမှာ subscribe me ဆိုတာရှိတယ်နော် subscribe me မှာနှစ်ခုရှိတယ်ဗျာနှစ်ခုရှိတယ်တစ်ခုကကျတော့ wave file ကျွန်တော်ဆွဲထည့်လိုက်လို့ရတယ်เนาะတခုကကြတော့ကျွန်တော်အဲ့ကောင်ဖွင့်လိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကကျွန်တော်တို့ဒီ speech ထဲကိုပြန်ရောက်သွားမှာအဲ့မှာကိုကြိုက်တဲ့ဟာကိုလိုတာပိုတာတွေပြန် short ပြန်လုပ်ပေါ့ဗျာလုပ်ချင်တာလုပ်လို့ပြန်ရမှာပေါ့ okay အဲ့တော့ကျွန်တော်တို့ကအဲ့မှာ vocal tag ကိုဘယ်လိုထည့်မလဲဆိုလို့ရှိရင်တော့အဲ့ဒါကတော့မိတ်ဆွေတို့အဆင်ပြေတဲ့နေရာမှာကိုစိတ်တိုင်းကြပါဗျာထည့်ချင်သလိုထည့်လိုက်ပေါ့ကျွန်တော်ဒီမှာဥပမာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော် sample လေးတစ်ခုကိုကျွန်တော်ဥပမာဆိုတာဒီလိုပဲကျွန်တော်ပြတာပေါ့နော်နော်ဒီဟာလေးကိုကျွန်တော်ထည့်လာတယ်ဗျာနော်ဒီနှစ်ခုသူတန်ဖိုးက128ဒီမှာအဲ့တန်ဖိုးအဲ့ကောင်ကိုကျွန်တော်ဒီနှစ်ခုကြားထဲမှာကျွန်တော်ထည့်မယ်ဆိုရင် subscribe me နော်အဲ့လိုဖြစ်သွားမယ်အဲ့ဒါမှကျွန်တော်တို့ကတန်ဖိုးတွေဟိုမှာသူမှာဘားတွေဘီတွေဘာတွေဟိုကွက်တိကြကျင်တာပဲဖြစ်ပါပဲဖြစ်ဆိုရင်ပြောင်းချင်ပြောင်းလို့ရမယ်ဆိုရင်သူ့ double click ခောက်လိုက်ခောက်ပြီးရင် time နဲ့မှာကျွန်တော်တို့ subscribe me ဆိုရင်ဟာကိုတဘာထားမှာလားဒါဆိုတဘာဖြစ်သွားပြီနော်တဘာဆိုတဘာသာကျွန်တော်ထားပြမယ် subscribe me နော်အဲ့လိုမျိုးထားလို့ရတယ်ဒါမှမဟုတ် have ဆို have နော် to beat ပေါ့ subscribe me နော်အဲ့လိုမျိုးတွေကျွန်တော်ထားလို့ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဥမာ pitch တွေလည်းကြိုက်တယ်လို့ကျွန်တော်ချိန်လို့ရမယ် subscribe me နော် pitch တွေဒီမှာကျွန်တော်ကြိုက်တယ်လို့ချိန်လို့ရမယ်အဲ့ဒါမှမကျေနပ်သေးဘူး effect တွေထည့်ခြင်းလဲဆိုသူ့ကို effect တစ်ခုခုကိုကျွန်တော်တို့measure track တွေကိုပို့လိုက်မယ်ပို့ပြီးမှအဲ့ထဲမှာကြိုက်တဲ့ effect တစ်ခုထည့်လိုက်မယ်ဥပမာကျွန်တော် delay လေးကျွန်တော်စမ်းထည့်ပြလိုက်မယ်နော် အဲ့လိုထည့်လို့ရမယ်အဲ့ဟာကိုမှလည်းchop တွေလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းနောက်သူ့ပေါ်မှာ click ထောက်မယ် chop ဆိုတာရှိတယ် chop မှာကျွန်တော်တို့ repeat time base မှာဆိုရင်ဆိုဘာလား big လားပေါ့နော် half big လားနော် big ဆိုပြီးကျွန်တော်နှိပ်ပေးလိုက်မယ်နော်နှိပ်လိုက်ရင်အဲ့လိုနှစ်ခု chop ဖြစ်သွားလိုက်မယ် chop ဖြစ်တဲ့ဟာကိုကြိုက်သလိုလုပ်လို့ရမယ်နော်နည်းနည်းလေးစိတ်ချင်တယ်ဆိုလို့ရှိရင်နော် heavy ဆိုတာနှိပ်လိုက်မယ် heavy ဆိုလို့ရှိရင်ဒီမှာ၄ခုရံဖြစ်သွားလိမ့်မယ်အဲ့တော့ကိုယ့်ဘက်လင်ကိုကြိုက်တယ်လို့ကိုယ့်ရဲ့တခြင်းပေါ်မူတည်ပြီးဗျာအမှကြိုက်တယ်လို့ပြန်ပြောင်းကြည့်ပေါ့နော်မေးဒါကိုတစ်ခုတစ်ခါနဲ့တစ်ခါအဆင်ချင်းရင်အဲ့လိုပြောင်းလို့ရမယ်အဲ့လိုမှဒါကတော့အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းတခြားပေါ့ဗျာမကိုထဲခြင်းတဲ့ effect စီပါတွေကတော့ဒီထဲမှာကျွန်တော်တို့ရှောက်ထည့်ပြီးတော့နော်လှုပ်ချင်တာတွေကျွန်တော်တို့လုပ်လို့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီမှာတော့လိုလွယ်ကူနဲ့နော်ဒီကိုယ့်တခြင်းမှာ forget tag လေးတွေထည့်ခြင်းနဲ့ဆိုရင်အဲ့လိုထည့်လို့ရမှာဖြစ်ပါတယ် record လုပ်စရာမလိုဘဲနဲ့အားလုံးပဲ thank you ပါ